Unity engine နဲ့ဖန်တီးထားတဲ့ကိုယ့်ရဲ့ game ထဲမှာမြန်မာစာထည့်နေသိကျင်နေဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာ10မိနစ်တင်ရှင်းပြပေးသွားပါမယ် localization ထည့်ဖို့ဆိုရှင်ပထမဆုံး Unity package manager မှာ localization package ကိုတွင်းရပါမယ်အဲ့ဒါပြီးရင် project setting နဲ့တွားပြီးတော့ local တွေကိုကျွန်တော်စပြီး create လုပ်ရပါမယ်အဲ့ဒီထဲမှာကိုယ့်ရဲ့ game ထဲမှာထည့်ကျင်တဲ့ဘာသာစကားကိုရေးချွဲပြီးတော့အဲ့မှာထည့်သွင်းထားလိုက်ပါပြီးလို့ရှိရင် localization table access တွေကို create လုပ်ရပါမယ် Unity က Zogi font ကိုပြပေးနိုင်တာကြောင့် Unicode to Zogi website ကိုတွားပြီးတော့စာတွေကိုတွားပြောင်းပေးရပါမယ်နောက်ပြီးတော့အဲ့ဒီမှာရှိတဲ့ string table တွေက CSV file support ပေးတာကြောင့် Google Sheet ကိုသုံးပြီးတော့ဘာသာစကားတွေထည့်လိုက်ပါမယ် font တွေကိုအလုပ်လုပ်အောင်လဲကျွန်တော် Control Shift F12 ကိုနှိပ်ပြီးတော့ font access create လုပ်ရပါမယ်ပြီးရင် localization feature တွေရဖို့အတွက်ကျွန်တော်တို့ကိုယ်ပိုင် logic နဲ့ code လေးနည်းနည်းရေးပြီးပြီဆိုလို့ရှိရင် localization feature တွေရပါပြီမိတ်ဆွေတို့မျိုး game တွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာအနေဖွင့်လှစ်ထားပေးတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီဒီအတန်းမှာမိတ်ဆွေက Unity game လုံးမှကိုအသေးစိတ်လေ့လာမှာဖြစ်ပြီးတော့ game 3ခုကို3လတွင်ဖန်တီးတတ်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်အတန်းကြီးကတော့2သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလည်း certificate နဲ့ professional game developer တယောက်ဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပါကျွန်တော်ရဲ့အတန်းကတော့မေလ18ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူကြီး15ယောက်သာကန့်သတ်ထားတာမို့အခုပဲလာရောက်သုံးသပ်လိုက်ပါ